TikTok မှာ makeup mind တိုက်ဆိုပြီးရိုက်ရှာလိုက်ရုံနဲ့ကိုနဲ့အလိုက်ဖက်ဆုံး makeup လိုလေးကြလာပါတယ်။ရွှေဒီနေ့တော့ရိုက်ရှာကြည့်ပြီးတော့လိုက်ပြင်ကြည့်ပါမယ်နော်။ဒီ makeup လိုလေးမှာဆိုရင်မျက်ရည်တိတ်ကနဲ့မျက်တောင်တူလုံးဝမသုံးထားတာကြောင့်မလို့အားလုံးအလွယ်တကူလိုက်ပြင်လို့ရမယ်လို့ထင်ပါတယ်နော်။ makeup လှလေးလူမဲ့နေဆိုတော့တနေ့ကောင်လုံးခံအောင်လို့ primer လေးကိုအရင်လူပေးပါတယ်။ကဲပြီးတော့ foundation လေးကိုပပချီချီလေးပြအောင်လို့ brush လေးနဲ့layer တစ်ဆင့်ချင်းစီကိုလိမ့်ပေးသွားမယ်နော် makeup foundation မလိမ့်ခင်မှာရွှေကတော့ skin care step တွေကိုတေချာလေးလိမ့်ထားပြီးသားပါအဲ့လိုလေးလိုက်ဖြန့်ပြီးသွားပြီဆိုရင်တော့ pore လေးကိုရေးဆုပ်ပြီးသားလေးနဲ့တေချာလေးလိုက်ပြီးတော့တုပ်ပေးပါတယ်ကဲ before and after လေးကလုံးဝအကွာကြီးကျန်တဲ့နောက်တစ်ဖက်ကိုထပ်ပြီးတော့လူပေးလိုက်ပါတယ်အဲ့ဒါပြီးတော့ concealer လေးလိမ့်မယ်ပေါ့နော်ကို highlight ဖြစ်ချင်တဲ့နေရာမြင့်ချင်တဲ့နေရာတွေအကုန်လုံးလိုက်ထည့်ပါတယ်သူများတွေပြောသလို makeup ကဖုန်းထဲမှာလှပြီးတော့အပြင်မှာတရေမနဲ့တူမနေအောင်လို့တော့ပပချီချီလေးဖြစ်အောင်လို့တစ်ထက်ချင်းစီမှာတေချာလေးအားဆိုင်ပြီးတော့လိမ့်ပေးဖို့တော့လိုပါတယ်နော်စိတ်ရှည်ရှည်နဲ့လိမ့်ပြီးတဲ့အခါမှာတော့အခုလိုမျိုးလေးရတစ်ထက်ချင်းစီနဲ့ဒီ final result လေးကတော့ကိုမလို့ခြင်းတဲ့အပိုင်းလေးတွေရှင်းသွားပြီးကိုမြင့်ခြင်းတဲ့နေရာလေးမြင့်သွားပြီးတော့ဆွတ်ဆွတ်ချီချီလေးနဲ့လာနေပါပြီပေါ့နော်အဲ့ဒီတော့ဒီ makeup လေးကိုကြာရှည်ခံအောင်လို့ color လုံးဝမပါဝင်နဲ့ loose powder လေးနဲ့တစ်ထက်အုပ်ပေးပါတယ်တကယ်လို့ကိုကဒီလက်ကလေးနဲ့စမ်းကြည့်တဲ့အခါမှာဆူဆူဖိမ့်ဖိမ့်ဖြစ်နေတော့ဒါကတေချာလေးမဖြစ်သေးဘူးပေါ့နော်နည်းနည်းချင်းစီကိုလိုက်ပြထည့်ပေးပါမယ် eyeshadow ချဲတဲ့အခါမှာလည်းအရင်ကြီးလောဘကြီးပြီးတော့ပုံလိုက်ခဲလိုက်ခြင်းချဲနေပေါ့နော်အရင်ဆုံး base ကိုလိမ့်မဲ့ color ထက်နူးတဲ့ဟာလေးကိုအရင်ဆုံးတစ်ပြင်လေးချဲပေးပါမယ်ပေါ့နော်ပြီးမှတောင်းလေးတွေကိုအယောင်ပြင်းတာလေးလိုက်ထည့်ပေးပါမယ်ရွှေကတော့ဒီလွတ်မှာပန်းရောင်လေးလိမ့်ချင်တာဖြစ်တာကြောင့်မလို့ပန်းရောင်လေးတွေကိုထောင်းလေးလိုက်ထည့်ပေးပါတယ်အပေါ်ကိုလည်းပန်းရောင်ထည့်ပြီးရင်တော့အောက်ဖက်မျက်လုံးကိုလည်းဒီအရင်လေးလိုက်ထည့်ပေးမယ်ပေါ့နော်ခွေးဥတန်လေးပါသွားရင်တော့တိခတ်မိငါထားဝေပါရှင်ညာကြီးမှုချုပ်စီတန်းတွဲနေရလို့ပါကဲဒါပြီးရင်တော့နှာခေါင်းလေးကိုတော့အညူရောင် highlighter လေးနဲ့လုပ်မယ်ပြီးရင်ပါးလေးတွေလည်းပိုင်ရွေးချမယ်ပေါ့နော်ကိုပိန်ချင်တဲ့နေရာတွေမှန်သမျှအကုန်ထည့်လို့ရပါတယ်အဲ့ပြီးတော့ဒါဟာမျက်တောင်ကိုeyeshadow ချဲပြီးတော့ဒီ eyeliner ဆွဲပြီးပေါ့နော် eyeliner ချဲနည်းအသေးစိတ်ကလေးသိချင်နေဆိုတော့နောက်ထပ်ဗီဒီယိုတစ်ခုလေးနဲ့ရှင်းပြပေးမယ်နော်သိချင်တဲ့ eyeliner ပုံစံလေးရှိရင်လည်းပြောခဲ့လို့ရပါတယ်အဲ့ပြီးတော့ဒီနေရာမှာမျက်တောင်တူလုံးဝမတုံးတာကြောင့်မလို့ mascara လေးသိချာလေးကော့ပေးပါမယ်ဒါတော့ရွှေရ mascara ကနည်းနည်းကုန်မှန်နေပြီလို့ပြောရမယ်အဲ့ဒါကြောင့်တိတ်တော့အရောက်မပါတော့ဘူးပေါ့နော်ပြီးတော့အောက်မျက်ရည်အိတ်လေး accuser လေးကိုပပလေးပဲဆွဲမယ်ပေါ့နော်သူနဲ့ line လေးကပ်ပြီးတော့ပဲဆွဲပါမယ်အကြီးမဆွဲဘူးပေါ့နော်ဒီနေရာမှာအဲ့ပြီးတော့ရွှေက highlight ဒီရွှေအတောင်နဲ့တစ်စင်လင်းတဲ့ဟာလေးကိုပဲလိုက်ပြီးထည့်ပေးပါတယ်ထောင်လေးတွေထည့်ရကပို့ပြီးတော့ကြွားတယ်လို့ခံစားရလို့ထောင်လေးတွေထည့်ပြီးပြီဆိုရင်နှခမ်းဒီပပလေးဆိုမယ်ပြီးရင်တော့ဒီ gloss လေးဆိုပြီးသွားပြီဆိုတော့ဒီ final လေးကပြီးသွားပါပြီဒီလိုလေးကိုရွှေကြရရဲ့အကြောင်းရင်းကလေသူကအပြင်မှာပဲဖြစ်ဖြစ်ဖုန်းထဲမှာပဲဖြစ်ဖြစ်လှတယ်ပေါ့နော်ဒါပေမဲ့ဖုန်းနဲ့ထက်ကိုအပြန်ပူလာပါတယ်ဖုန်းထဲမှာဆိုရင်သူကအယောင်ဘလောက်တင်တင်တိတ်မပေါ်တတ်ဘူးပေါ့နော်ဒါဆိုရင်အပြင်မှာဆိုတော်တော်လေးကြီးလို့ကောင်းတဲ့နေထားရောက်နေပါပြီကိုကအလုပ်လဲသွားရမှာဆိုတော့လေအရန်ကြီးတော့ဖုန်းထဲမှာပေါ့ပြင်မပြပြီးတော့ဘူးလောက်သွားမယ်ကိုကဓာတ်ပုံရိုက်မယ်တငယ်ချင်းနဲ့ထိတ်မယ်ရှောက်ပတ်ပြီးသွားမယ်ဆိုရင်အလားဆုံးလေးဖြစ်နေတယ်ဆိုရင်ဒီ makeup look လေးကို try ကြည့်သင့်ပါတယ်တကယ်လို့ကိုနဲ့လိုက်ဖက်ဆုံး look လေးကိုသိချင်တယ်ဆိုတော့ရွှေရှာသလိုရှာလို့ရပါတယ်နော်